ဖျောက်နေမင်းတို့ပြောရဲ့ဒီကိုရုပ်တံကဒီနားမှာတေးကြရလားကွာငါအခုထိရှာမတွေ့သေးဘူးနော်တေးကြပါရဲ့ကိုကြီးစမရကျွန်တော်တို့တေချာ Facebook ကနေလိမ့်စာကြည့်လာရဲ့ဗျဒီနေရာမှာဒီနေရာပဲအေးဒါနဲ့ကိုယ့်ကိုလာဝယ်လဲရတာပဲကွာဘာလို့ငါ့ကိုခေါ်လာလေကွာဟာကိုယ့်ကိုဝယ်ပတ်စံကုန်တာပေါ့ဗျကိုကြီးစမခေါ်တာကိုကြီးစမကဝယ်ရမှာနေဟုတ်တယ်မလားအေးပါကွာတော်တော်ညံကောင်းတဲ့ကောင်လေးလာရုပ်ဆိုင်ငါ့ကိုဆက်ရှာရအောင်ဟေ့ရဒါနဲ့နေအောင်ကွာဟိုနားမှာလူတယောက်ကုန်းတဲ့ငါ့နောက်ကိုလိုက်လာတဲ့နော်ရောင်ငါ့ကိုလန့်နေရောင်လာဟုတ်တယ်ကိုကြီးစမရေနောက်မှလူတယောက်လိုက်လာရဲ့ဗျကျွန်တော်တို့ကိုလိုက်လာတယ်လေကြည့်ရဘာလဲမသိဘူးကပိုင်းနိုင်မှုလားမသိဘူးတူသေးပါရဲ့သူ့ရဲ့တမတူလားမသိဘူးနော်ကျွန်တော်လည်းကြောက်တယ်ဗျအေးရောင်လာငါ့ကိုကျွန်တော်ဘိုးမှာတွားနေအောင်ကွာဒီခေကြီးကမလွယ်ဘူးကွာလူစိုးတစ်ခုချဖို့ရာအရန်ပေါ်နေရရှိသေးလားမသိဘူးငါတွားကြည့်လောက်အောင်မယ်ခုနကနားမှာကုန်းနဲ့ငါတွေ့နေရရဲ့ကွာဟာရဟိုမှာရှိသေးရဲ့ရောင်ကြီးဘိုးကြီးလာကွာပြန်လှည့်အောင်ဟေးဆက်ပြီးတော့လိုက်လာပြန်ပြီအောင်နဲ့မင်းမလိုက်ခဲ့နော်တော်ကြမင်းမအရင်နဲ့မြည်ခံရမယ်ပြောင်းနေလာငါ့ကိုလည်းပြေးအောင်ကွာဟာဒုက္ခပဲဒီလူအပြစ်ခံလိုက်ရလားဘယ်လိုဖြစ်တာလဲကွာဟာဒါဘယ်လိုလဲကွာဒါအာယုံမန်ပဲဒါနဲ့နေပေါင်းကွာအာယုံမန်မဟုတ်ဒါဝါမရှင်ကွာဝါမရှင်ပဲအာယုံမန်အီဒီဘာလို့တာလဲရောက်အဲ့ဒါမင်းချမှာဒီလူကွာဒီလူရောက်အီဒီလာဒီလိုဝိုင်းချုံးမယ်ရှော့ကွာခမဘာလို့ကျွန်တော်တို့လိုက်လာလဲဗျရှော့ကွာဘာလို့နောက်လိုက်လာလဲရှော့ကွာအီဒီဘိုးဝိုင်းကျုံးစမ်းမှာကွာမင်းတို့ကလေခမပြန်မထားနဲ့ဘာလို့ကျွန်တော်တို့လိုက်လာတယ်ဘာလို့ကျုံလဲဗျရှော့ကွာဟာရဲ့နမဝါမရှင်ရဝိုင်းပြစ်ပြီးနေကွာဟဲ့ဝိုင်းပြစ်ပြီးနေကျေးဇူးရှော့ကွာဟာမောက်သွားပြီကွာမောက်သွားပြီနေဝေးဘိုးအီဒီလောင်းကွာရောက်ဘိုင်းရန်ထောင်းနေရတဲ့အဲ့ရောက်အီဒီသွားမလုံနဲ့အဲ့ဒါငါ့ကိုကူညီပေးနေရလို့ဟိုရောက်ဒီလာခဲ့လာငါ့ကိုကျေးဇူးတင်စကားသွားပြောရအောင်ကွာအကိုကြီးကျေးဇူးတင်ပါရဲ့ဗျာကျွန်တော်နောက်ကိုအဲ့လူလိုက်လာတာဗျာကြည့်ရကပိုင်းနိုင်လားတခိုးလားချပိုးလားမသိပါဘူးဗျာကျွန်တော်တို့အန်ဒီရပြုတ်မလို့ကျွန်တော်တို့နောက်ကိုတက်လေးလိုက်လာတော့ကြာနေပြီဗျကျွန်တော်တို့လည်းလူငယ်3ယောက်ဆိုတော့ဗျာလန့်ပြီးတော့ထွက်ပြေးနေရဗျာတော်ရပါဗျာအကိုကြီးကိုဝင်ခဲ့လို့ပဲဟောအေးရပါရဲ့ကွာဒါငါ့ကိုတောင်းဝင်မဲ့လीကွာဘာမှဖြစ်ပါဘူးကွာကျေးဇူးတင်မလို့ပါဘူးကွာဒါနဲ့နေပါအောင်ဒီနားတစ်ဝိုက်မှာအကိုကြီးကိုဝါမရှင်တွေအုပ်စုတိုက်ကြီးရောက်နေရဆိုဘာကိစ္စမှရှိဘူးလေဗျာအရှင်တော့ဒီနားမှာအကိုကြီးကိုမမြင်ဘူးလို့ပဲအုပ်စုကတောင်းလိုက်လားအေးဟုတ်တယ်ကွာငါ့ရှုပ်လာတိတ်မကြသေးဘူးမင်းငါတို့အာယုံပူလစ်လို့ခေါ်လို့ရတယ်ကွာအာယုံမင်းရဦးစီးပြီးတော့ဖွဲ့စည်းထားတဲ့ရှေ့တပ်ဖွဲ့ဆိုတော့ကွာအာယုံပူလစ်ဟုတ်လားဟာနာမည်ကအဆန်းပဲဗျာဒါနဲ့အာယုံပူလစ်ဆိုမြို့ထဲရဲ့ရဲစခန်းရောအဲ့ရရဲရဘယ်ဝိုက်လဲဗျအဲ့ရရဲရအတော့မကြောက်ဘူးကွာအတော့မကြောက်လို့အားလုံးကိုလှုပ်ထုတ်ပလိုက်ပြီကွာအခုအဲ့ရဲစခန်းမှာငါတို့ကဝင်နေရဗျာရဲစခန်းမှာအကိုကြီးကဝင်နေဟာလားဒါဆိုရင်အဲ့ရဲစခန်းကြီးကအာယုံရဲစခန်းဖြစ်သွားပြီပေါ့ဟုတ်လားအေးဟုတ်တယ်အာယုံရဲစခန်းပဲဆိုပါကွာအဲ့တော့ငါတို့လေလှုပ်ရှိပြီဆိုတော့ကွာတခြားသွားပြီးတော့ဖြည့်ချင်းစရာကိစ္စရှိသေးရဲ့ကွာငါတို့ခွင့်ပြုပါအောင်ဟုတ်ကဲ့ရပါဗျာကျေးဇူးတင်ပါတယ်အေးမင်းတခုခုအကူအညီတော့ရှိရင်ငါတို့အာယုံ police department ကိုလာခဲ့ဒီကွာအတူအောင်ဆိုတော့မင်း IPD လို့ခေါ်လို့ရရဲ့ကွာအမှငါတို့အားလုံးကူညီပါရစေဆိုတဲ့စိုင်းပုတ်ကြီးအကြီးတက်ပြီးတော့အားလုံးကို welcome လုပ်နေရဲ့ကွာမင်းလည်းလာခဲ့လို့ရပါရဲ့ပြဿနာဖြစ်နေတဲ့မြို့သားမြို့သူတွေအားလုံးငါတို့ကူညီဖို့အဆင်နေပဲကွာဟုတ်ကဲ့ပါဗျာအကိုကြီးကျေးဇူးပါနော်ကိုကြီးစမေအာယုံ police ဆိုပါလားဗျာဒီစကားလုံးကခုမှပထမဆုံးကြားဘူးပါလေဗျာအေးငါလည်းခုမှကြားဘူးကွာအရှင်တို့အာယုံမန်တို့ဝါမရှင်တို့အဲ့ဒါကြီးပဲငါကြားဘူးရယ်အာယုံ police ကအခုမှပထမဆုံးကြားဘူးပါပဲသူ့ကိုထူးဆန်းတယ်ကွာဒီကိုကြီးပြောတော့ပုံရတော့မြို့ရဲရဲစခန်းမှာအာယုံမန်ကြီးအများကြီးပဲစုပြီးတော့နေရဲတဲ့ရဲတွေအားလုံးလှုပ်ထုတ်ပလိုက်ပြီဆိုပဲအဲ့တော့ဘလို့လဲကွာငါ့ကိုမနေ့ပြန်ကြလို့ရှိရင်မင်းတို့လည်းအားနေရပဲဟုတ်တယ်မလားကြောင်းလဲပိတ်ထားဆိုကွာငါ့ကိုအာယုံရဲစခန်းကြီးကိုသွားပြီးတော့ဆက်စုကြမလားသွားမယ်လေကိုကြီးစမရဘိုးလည်းပြင်းနေရတယ်တော့ပဲဗျအေးပြီးတော့ဒါနဲ့မင်းတို့လီကိုရုပ်ဆိုင်ကအခုပိတ်ထားတယ်ကွာဟိုမှာဆိုင်ပိတ်ထားတယ်တဲ့လားနောက်ထပ်3ရက်နေမှပြန်ဖွင့်မယ်တဲ့အဲ့တော့ငါ့ရေခဲမုတ်လေးပါလေးဝယ်စားပြီးပြန်ကြရပေါ့ကွာနော်နောက်3ရက်နေတော့မှမင်းတို့ချင်းတဲ့လီကိုရုပ်တွေအားလုံးငါလိုက်ဝယ်ပြီးမယ်ဟုတ်ပြီလားအခုတော့ထိုးကြမယ်ကွာမနေ့ကကြာလို့ရှိရင်ငါတို့အာယုံရဲစခန်းကိုထိုးကြမယ်သွားပြီးတော့ဆက်စုကြပေါ့ကွာဟာကဲရောက်နေလာလာနောက်ကျနေပြီကွာရေခဲမုတ်လေးမှာပိတ်နေလို့ရှိရင်အကုန်လုံးငတ်ကုန်လိမ့်မယ် The next morning အာယုံ police department နဲ့အထက်ကနေပြီးတော့အာယုံမနေထွက်လာရဲကွာဝါမရှင်နဲ့ထွက်လာရဲအစမ်းတော့အစမ်းပဲကွာ
ဟုတ်တယ်ရောက်နေတကယ်ကြီးပဲကွာရဲစကန်မှာရဲကြီးတရားဝင်မရှိတော့ဘူးအားလုံးကအာယုံမဝတ်စုံနေဖြစ်ကုန်ပါလားကွာဟာကိုကြီးကျွန်တော်မမီလားဗျကျွန်တော်မနေ့ကလေအကိုကြီးကိုစကားပြောပြတည်းလေဗျာအကိုကြီးမနေ့ကကျွန်တော်တို့ဟိုပွဲသိတဲ့နားမှာလေကစားကွင်းနားမှာကျွန်တော်တို့ဝင်ကူနေတာလေမှတ်မိလားဗျအကိုကြီးနေပါဦးဗျကျွန်တော်မှတ်မိလားဗျကျွန်တော်ဒီကိုလာပြီးတော့စူးစမ်းနေတော့တာပါ ဟောအေးမင်းမဲကွာမနေ့ကကစားခွင့်နာကောင်လေးမလားအေးငါမှတ်မိပြီကွာဒါနဲ့ငါ့အာယုရဲစကန်ကိုဘာကိစ္စရောက်လာလဲ ဘာကိစ္စမှလဲဗျာအကိုကြီးပဲပြောရတယ်လေဗျာဟိုဟာမနေ့ကပြောရတယ်လေဗျာတခုအကူကြီးရှိလို့ရှိရင်အကူကြီးလို့ရှိရင်အခက်ခဲကြုံလို့ရှိရင်ဒီကိုလာခဲ့ဆိုအားကြောင့်ကျွန်တော်ရောက်လာတာဗျာ အေးဒါနဲ့မင်းတို့ကဘာအကူကြီးလို့လဲကွာဘာအခက်ခဲကြုံလို့လဲ အော်ဒီလိုပါကိုကြီးကဟိုကျွန်တော်ညီလေးဖို့လေအဲ့ဒါရှူပေါက်ချင်လို့ဗျာဘောင်းမိစကညက်နေရဖွင့်မရဘူးဖြစ်နေလို့ဗျာ ပြအောင်မင်းကလာနောက်နေရတာဝရီယာနောက်ရှက်မှုနဲ့ဆွဲစည်းလိုက်မယ်နော်ရအောင် ကိုကြီးရတယ်စိတ်ကြီးပဲဗျာစပါဗျာဟျောက်ဣတိမင်းလည်းပါပြောပါဦးကွာငါမပြောရဘူးကွာ ဒီလိုပါဦးလေးဝါမရှိရင်ဟိုပါလေအီဒီယိုလေဗျာဒီရပိုင်းကအားနေရဆိုလေဟိုပါဒီအာယုမဲရှိတဲ့ဖွဲ့ကိုဝင်ကျင်လို့ပါဗျာလူတွေကိုကူညီကျင်လို့လူသားတွေကိုကယ်တင်ကျင်လို့ပါဗျာအီဒီယိုတော့ရောက်ဒီဖွဲ့မှာလက်ခံပါလားလို့ ဟုတ်တယ်ကိုကြီးဟုတ်တယ်ကျွန်တော်ပြောချင်တာအဲ့ဒါပဲဗျကျွန်တော်ညီကို3ယောက်ဒီအာယွန် police department မှာတာဝန်ခဏထမ်းဆောင်ခြင်းတို့ပါဗျအဲ့ဒါကျွန်တော်လက်ခံနိုင်မလားလို့ အာမင်းတို့ကလေကွာရှုပ်ရှက်ဒီနေရောကွာဒီကိစ္စကငါတယောက်တည်းဆုံးဖြတ်ပြီးလို့မရနိုင်ဘူးကွာစကမ်းမှုကိုမင်းသွားပြောမှရမယ်စကမ်းမှုကလက်ခံရင်တော့မင်းတို့ဝင်လို့ရမယ်ကွာစကမ်းမှုလက်မခံရင်တော့ငါလည်းဘာမှမကူညီပေးနိုင်ဘူးမတက်နိုင်ဘူးကွာ အော်ဟုတ်ကဲ့ပါအဲ့ဆိုရင်ဟိုစကမ်းမှုကဗမာလေဗျ စကမ်းမှုဆိုမှရဲစကမ်းတွေကစကမ်းမှုရုံးခန်းတွေမှာရှိမှာဗောကွာအဲ့ကိုသွားပြီးတော့မင်းတို့သွားပြီးမေးကြည့်လိုက်ကွာသူလက်ခံရင်တော့အားလုံးဆင်ပြေပါရဲ့ကဲငါတို့လည်းကင်းလဲစရာရှိသေးရဲ့ကွာသွားလိုက်အောင်မယ်ကွာ ဟုတ်ကဲ့ပါကိုကြီးကျေးဇူးပါနော်ဟျောက်နေငါညီကိုလာသွားကြမယ်ဒီကိုကြီးပြောအောင်စကမ်းမှုကိုသွားပြီးခွင့်တောင်းရမယ်တဲ့စကမ်းမှုပြီးရင်ပြီးရတယ်ကွာလာကွာလာဘာဖြစ်စကမ်းမှုကိုနေပါတောင်းမှန်ကြည့်ရပါကွာငါတို့ဒီဖွဲ့တဲ့ကိုဝင်ပြီးတော့အာယုံမန်ဝတ်စုံတွေကိုအလကားဝင်ခွင့်ရတယ်မနေဘူးကွာဟုတ်တယ်မလားလာဟေးအဆောက်နေအောင်အများကြီးကွာအာဟျောရဲစကမ်းကြီးရတယ်အကြီးပဲနော်တော်မိုက်တယ်ကွာအိုးဟျောဒီမှာLos Santos Police Department နဲ့အာယုံမန်ဟိုဟာကြီးကွာအာယုံမန်တစ်စိတ်ပြားကြီးနဲ့ဟာဟျောရဲစကန်တစ်ခုတုံးပါလေဝါမရှင်းနေပဲကွာတော်မိုက်တာပဲကွာညိုဟိုအကိုကြီးကွာလေစကန်မှုရုံးကန်ဖင်သားလေးဗျာ ဟေးညီလေးစကမ်းမှုရုံးကန်လားစကမ်းမှုရုံးကန်ဒီကောင်တာရဲ့ဘေးနားမှာကွာ ဟုတ်ကဲ့ကောင်းတာရဲ့ဘီနာဆိုဒီခမ်းပဲကွာဟဲ့နေပေါင်းအထက်မှာအဲ့ဒါ Tony Stock ကြီးမလားကွာ Captain Office လို့ရေးထားတယ်ဒါဆိုရင်စကန်မှုက Tony Stock ပေါ့ဟာတိုနီဦးလေးတိုနီကျွန်တော်စမပါဗျာမှတ်မိရမလားကျွန်တော်ဟိုဟာဒီမှာဟိုအေးစကားဝေးဝိုင်းမနေနဲ့ကွာထဲပြောစမ်းပါကွာငါလည်းလုံးတိမ်မအားလို့ကဲစမတ်ပြောစမ်းပါကွာမင်းဘာအကူညီလို့ရောက်လာလဲဟိုဒီလိုပါဗျာဟိုအကူညီလို့မဟုတ်ပါဘူးကူညီခြင်းတို့ပါဗျာကူညီပါရစေဆိုပဲဦးလေးတို့ကျွန်တော်ကပြန်ကူညီခြင်းတို့ပါပြီးတော့မင်းငါ့ကိုဒါနောက်နေရလားကွာအမြန်ပြောလို့ပြောနေကွာငါ့ရေးကြီးကိစ္စရှိလို့ကွာတဲ့ပြောကွာတဲ့ပြောဘာမှကိုယ်ဝိုက်မနေနဲ့ရောကောင်းပြီဗျာဒါဆိုလည်းတဲ့ပြောမယ်ကျွန်တော်ညီလေးပို့ရဲ့ကျွန်တော်ညီလေး ED ရဲ့ကျွန်တော်ညီကို3ယောက်ဒီ Iron Man ရဲစခန်းကြီးကိုဘယ်လိုပြောမလဲဒီ Iron Man ရဲတပ်ဖွဲ့ဝင်တွေကအဖွဲ့ဝင်တယောက်ဖြစ်ချင်လို့ပါဗျဒီအဖွဲ့ကိုကျွန်တော်ပူးပေါင်းချင်လို့ပါဟေး Iron Police အဖွဲ့တွေကိုဝင်ချင်တယ်ဟုတ်လားဒီကိစ္စမင်းကကွာလွန်ခဲ့2ရက်3ရက်လောက်ကရောက်လာရင်တော့မှအဆင်ပြေအောင်မယ်ကွာဒါလို့ဆိုတော့ဒီ Iron Police ကိုဝင်ချင်တဲ့လူကြီးကအရမ်းများလုံးတော့လူဦးကြီးကပြည့်သွားပြီကွာမင်းလည်းမြင်တဲ့အတိုင်းပဲကွာရဲစခန်းထဲမှာဟိုအမှုတွေမရှိဘူးကွာမြို့သားမြို့သူတွေမရှိဘူးအကုန်လုံးကအာယုံpolice တွေရွပြည့်နေရကွာအဲ့တော့sorry ကွာဒီမှာလူပြည့်နေပြီကွာအာယုံမင်းရတယ်ဗျာကျွန်တော်အချင်းချင်းတွေကိုဗျာဒီမှာ3ယောက်စာတော့မရဘူးလားဗျာလို့ပါဗျာကျွန်တော်တို့လည်းလူတွေကိုကူညီခြင်းတို့ပါဗျာဒီတိုင်းလက်မလိုက်နေတဲ့ဆိုင်အာယုံမန်ရဲစခန်းဝင်ပြီးတော့အာယုံ police အဖွဲ့ဝင်တယောက်အနေနဲ့ကူညီတာပို့ပြီးတော့အကျိုးရှိရပါဗျာပို့ပြီးတဲ့အတုံးဝင်တာပေါ့အေးနေအောင်ကွာတခုရရှိရဲကွာငါတခုတည်းရပြီမနေ့ကဟိုကောင်ရသမားကျော်ကြီးဆိုတဲ့ကောင်လေအဲ့ကောင်ကွာဒီမှာအာယုံ police ဖြစ်ချင်တယ်တဲ့ဒီဖွဲ့ဝင်နေတယ်ဆိုပြီးတော့ကွာမင်းတို့လိုပဲတကြီးနဲ့လာပူသွားနေရကွာပြီးတော့ထူးထောက်ပြီးတော့ကွာငါပစိုးတွေပါရှောက်ဆွဲပြီးတော့ကွာအမဟိုလုံးဝတောင်းပန်နေရနဲ့ငါလည်းခွင့်ပြုလိုက်ရရဲကွာပြီးတော့နောက်နေ့မနေ့ရောက်တော့ तू မရောက်လာဘူးကွာဗျာဘာလို့မရောက်လာလဲဗျာ
ဟာဒီလို iron police တယောက်ဖြစ်သွားတာကိုဗျာ तू ဘာလို့မရောက်လာလဲဗျာ ဘာလို့မရောက်လာမှလဲကွာညာအရက်တော့တာရေများ